Battlefield Mobile ကိုမျှော်လင့်နေတဲ့သူတွေအတွက်လက်ရှိအသစ်ထွက်ထားတဲ့ Backridge 1 Firestorm Game ကအစားထိုးဖို့အသင့်တော်ဆုံးဖြစ်လိမ့်မယ်ဗျ။ဒီဂိမ်းကစစ်ပွဲတစ်ခုရဲ့ atmosphere ကိုအပြည့်အဝပေးနိုင်ပြီးကတုတ်ကျင်းတွေလေရင်အော်ဆွဲတဲ့နေမိုင်းညွန့်ညွန့်မောင်မိုင်းမဲ့အားဝေါ်တွေကစစ်ပွဲရဲ့ရက်ဆက်ကြုံကြုံမှုအေးဆက်မှုတွေကိုခန်းစားမိစေတာပါ။ဒီလို art style နဲ့ map တွေက Battlefield 1ရဲ့ bike ကိုပေးပြီး Battlefield Mobile အဖြစ်တင်စားခံရတာတော့မလွန်ပါဘူး။ Game play မှာထူးခြားချက်တစ်ခုက enemy တွေကိုပစ်တဲ့အခါမှာ battle point တွေရလာပြီးသတ်မှတ်ထားတဲ့ battle point တွေပြည့်ရင်တင်ငါးတွေ flame thrower လိုမျိုး special unit တွေသုံးပြီးဆော့လာနိုင်တာပါ။လက်ရှိမှာစမ်းသပ်ဆဲ beta test မှာပဲရှိသေးလို့ game play mode အများကြီးပါမှာမဟုတ်သေးပဲ TDM နဲ့ conquest mode နှစ်ခုပဲပါပါသေးတယ်။ထွက်တာရက်ပိုင်းပဲရှိသေးပေမဲ့ active player တွေတော်တော်များပြီးပေါ်လော်ပြီးလည်းမရှိသလောက်ပါပဲ။ early access state မှာဆိုပေမဲ့လို့ bug တွေ error တွေလည်းနည်းသလို frame drop ဖြစ်တာလိုမျိုး performance issue တွေ touch screen control delay ဖြစ်တာတွေမတွေ့ရပဲဆော့ရတာတော်တော်လေး smooth ဖြစ်တဲ့ experience ကိုရပါတယ်။လက်ရှိအချိန်မှာတော့ပတ်စံပေးဝယ်ရတဲ့ micro transaction နဲ့ pay to win element တွေတခုမှမပါသလို match making ဘိုင်းတွေကလည်း fair ဖြစ်ပါတယ်။နောက်ပိုင်း pay to win ဖြစ်မသွားဖို့မျှော်လင့်မိပါတယ်။ main site က 650MB ကျော်ကျော်ပဲရှိပြီး in game ထဲမှာဘာမှထပ်တောင်းစရာမလိုပါဘူး။ Play Store မှာအလွယ်တကူတောင်းနိုင်ပါတယ်။